Yo အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အဆက်ပါဒီနေ့ကျွန်တော်ရဲ့အတေးအဝတ်မီ vlog လေးမှာကျွန်တော်ရှားတွေ့ထားတဲ့အစားအသောက်လေးကောင်းတယ်ချေးလို့လည်းကောင်းတယ်ဆိုင်လေးဆိုင်ကိုခေါ်အောင်မှာမို့လို့လိုက်ခဲ့ကြပါခင်ဗျာဆိုင်ရဲ့နာမည်ကတော့ Tavern 33ဖြစ်ပြီးတော့ဘန်ကောက်မြို့လေကောင်ဖချက်ပူရီ33လမ်း Magasan Richard တဝီမှာရှိပါတယ်ဆိုင်မှာဆိုရင်အပေါ်ထက်နဲ့အောက်ထက်နှစ်ထပ်ရှိပြီးတော့ဒီဆိုင်လေးကလေကိုဘော်ရိုင်းနဲ့ AC လာပြီးချေးလို့ကောင်းတဲ့ file လေးကိုရတယ်ကျွန်တော်လည်းဒီနေ့ဘော်ရာတယောက်နဲ့ချိန်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အပေါ်ထက်မှာသွားစောင့်နေလိုက်တယ်စောင့်နေနေမှာဟိုကြည့်တီကြီးနဲ့ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးလည်းအများကြီးတွေ့တော့ကျွန်တော်ဓာတ်ပုံတွေလည်းအများကြီးရိုက်ခဲ့သေးတယ်ပြောရင်းဆိုရင်လည်းကျွန်တော်ဘော်ရာလေးရောက်လာပြီဆိုတော့ကျွန်တော်ဘော်ရာသွားခေါ်ပြီးတော့ကျွန်တော်ဝီစကီလေးတစ်ခွက်အရင်တောက်ကြရတယ်နဲ့စကားလေးပါလေးပြောကြရပါဗျာပြီးတော့ကျွန်တော်တို့ဝါရီဆွဲဖို့အတွက်မန်နူမှာကြည့်ခဲ့ရပါတော့အဲ့အချိန်မှာတခုဒူးစမ်းတာကိုကျွန်တော်တွေ့ခဲ့တာလေဒီဆိုင်ရမန်နူလေးတွေကဈေးတော်တော်တက်တာတယ်80 90 100ဝန်းကျင်နေနဲ့ကျွန်တော်တို့အစားအစာမျိုးစုံရတာအဲ့နေကကျွန်တော်တို့မုတ်လင်မယားရယ် squid and pasta ရယ် beef steak ရယ်ပဲပြုတ်ထမင်းကြော်ရယ်ကြက်ကလာသားချက်ကိုဝီနဲ့ချက်ထားတာရယ်ပြီးတော့တစ်ဖက်အဖိုးကြီးတုပ်ရယ်ဝတ်သားလုံးကြော်ရယ်ပြီးတော့တီယိုစီကြော်ရယ်အဲ့ဒါကြီးမှာပြခဲ့ကော်တေးကိုလည်းကျွန်တော်တို့ Long Island Iced Tea ရယ် Daiquiri ကို Passion ရယ်ပြီးတော့ Focus Sunset ရယ်ကျွန်တော်3ခွက်မှာတောက်ခဲ့ကြရပါတော့ကဲအဲ့တော့ကျွန်တော်နှစ်ယောက်စပြီးတော့ဝါးလေးဆွဲရပါတော့ကော်တေးလေးစားတော့ချတဲ့အခါမှာကော်တေးလေးကတော်တော်အရသာရှိတယ်ပြီးတော့ကျွန်တော် beef steak စားတယ် beef steak ကလည်းနူးညံ့ပြီးတော့ medium rare လေးကိုမှတော်တော်လေးစားကောင်းတယ်ပေါ့နော်ကျွန်တော်ရဲ့အချိုက်ဆုံး menu ဆိုရင်တော့ beef steak ပါပဲပြီးတော့ကျွန်တော် squid and pasta စားကြည့်ပါတယ်ကျွန်တော်ကတော့pasta ကိုတူနဲ့အရင်စားပြနေပေါ့နော်ကျွန်တော်ဘော်ရာ show နေပါဒီကောင်ဘာလို့တူနဲ့စားနေလဲပေါ့နော်ပြီးတော့ဟဲ့အောင်သားကြီးဒီလိုစားရတာဆိုပြီးတော့သူကခင်းနဲ့လုပ်ပြပါတယ်ပြီးတော့သူလုပ်တာပိုဆိုးနေပါတယ်လုပ်လို့မရပါဘူးအဲ့တော့ပြီးတော့ကျွန်တော်စားကြည့်ခဲ့ကြပါတယ် squid and pasta လည်းတော်တော်လေးစားလို့ကောင်းတယ်သူကကျွန်တော်တို့ပူဆက်ဆက်လေးနဲ့အဲ့လိုမျိုးပင်လယ်စာလေးကိုရောထားတဲ့အတွက်ကြောင့်မလို့တော်တော်လေးအရသာလေးက fresh ဖြစ်ပြီးတော့တော်တော်လေးစားလို့ကောင်းတယ်ပေါ့နော်ပြီးတော့မုတ်လင်မယားလေးကို try ကြည့်ခဲ့တယ်မုတ်လင်မယားလေးကလည်းကြွကြွရွရွပူပူနွေးနွေးလေးနဲ့ပဲပြုတ်အရသာစိမ့်စိမ့်လေးနဲ့ရမ်းစားလို့ကောင်းတယ်ကျွန်တော်တို့မုတ်လင်မယားလွမ်းနေတဲ့သူတွေအတွက်ဆိုရင်တော့ဒီဆိုင်လေးကမုတ်လင်မယားကတကယ်ကိုအလွမ်းပြေစီမှာပေါ့နော်ပြီးတော့ဝတ်သားလုံးကျော်ကျွန်တော်စားကြည့်ခဲ့တယ်ဝတ်သားလုံးကျော်လေးကသူကအချိုဤပုံစံမျိုးသွားတာမဟုတ်ဘဲနဲ့အထဲမှာနှက်ထားတာလေးကကက်ဆက်ဆက်လေးနဲ့ဝါးလိုက်တိုင်းမှာ fresh ဖြစ်သွားပြီးတော့ကက်ဆက်ဆက်လေးကြံခဲ့အရသာလေးကတော်တော်မိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ပဲပြုတ်ထမင်းကျော်စားပစ်ခဲ့ကြတယ်ပဲပြုတ်ထမင်းကျော်လေးရဲ့အရသာလေးကလည်းအရင်ထူးခဲ့နေရမျိုးမဟုတ်ပဲနဲ့သူ့မှာပါတဲ့ငရုတ်တီးကျော်လေးနဲ့ထမင်းကျော်နဲ့ကြက်ဥနဲ့တွဲစားလိုက်ရအရသာငငယ်တော့ကကျွန်တော်တို့အမေကျွန်တော်တို့ကြော်ကျွေးတယ်လို့မျိုးပဲပြုတ်ထမင်းကျော်ကြုံနဲ့စားရတဲ့အရသာလိုမျိုး nostalgic feeling ကိုပေးရပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတော်တော်လေး enjoy ဖြစ်ခဲ့ပါတယ်ပြီးတော့ကျွန်တော်တီယိုစီကျော်မှာပဇွန်တေးသေးလေးနဲ့ရောကြော်ထားတဲ့ကျွန်တော်အမီးကောင်းလေးကိုကျွန်တော်တို့စားခဲ့ကြရပါတော့ဒီအမီးလေးကကြတော့ကျွန်တော်ဝီစကီနဲ့မြည်မလားကော်တေးနဲ့မြည်မလားဘာနဲ့မြည်မျိုးကောင်းတဲ့အမီးလေးပေါ့နော်ခက်ဆက်ဆက်ပူပူလေးနဲ့ပို့ပြီးတောက်လို့ကောင်းတယ်ပို့ပြီးတောက်လို့ဝင်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကြိုက်ပါတယ်အမြည်ဆိုရင်မပါမဖြစ်လက်ဖက်အဖိုးကြီးတုံးနဲ့လည်းကျွန်တော်မြည်ခဲ့တယ်လက်ဖက်အရသာစင်စိန်လေးရဲ့ပဲကြော်အရသာကျွတ်ကျွတ်လေးရဲ့ပြီးတော့သူ့ပေးမှာပါတဲ့တံမြာသီးလေးညှစ်စားလိုက်ရတာလေးကအရန်ကိုမြည်လို့ကောင်းတဲ့အမြည်လေးဖြစ်သွားစေရပေါ့နော်ကဲနောက်ဆုံးပဲအိတ်နဲ့လွယ်ကြက်ကာလာသားချက်ကိုမှ cannabis ထည့်ပြီးချက်ထားတဲ့ကြက်ကာလာသားချက်မှု့မွှေးလေးကိုကျွန်တော်စားကြည့်ခဲ့ကြရပါတော့အဲ့ဒါကြတော့သူကကြတော့ဒီဝီနဲ့မှု့မွှေးလေးကိုမှကြက်စွပ်ပြုတ်အရသာကြက်ကာလာသားချက်အရသာချွတ်ချိုလေးနဲ့အရန်စားလို့ကောင်းတယ်ဟင်းချိုကြီးသူ့ကြီးပဲလည်းစားလို့လည်းကောင်းတယ်ကျွန်တော်ထမင်းလေးနဲ့တွဲစားရင်လည်းတော်တော်ကောင်းတဲ့ကြက်ကလာသားချက်လေးပေါ့နော်ကျွန်တော်တို့ရဲ့အကြိုက်ဆုံးဟင်းပွဲလို့လည်းပြောလို့ရပါတယ်ဒီဆိုင်မှာကဲဆိုတော့ကျွန်တော်တို့မှားတာဟင်းပွဲတွေကို The Voyaging Review လုပ်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့နှစ်ယောက်ဟင်းပွဲတွေကိုစားလိုက်ကော်တေးလေးတောက်လိုက်နေစကားလေးပြောလိုက်နေကြိတ်ကြတာပေါ့ဗျာကဲစားလို့လည်းပြီးပြီတားရေရှင်းကြမယ်ဘေးလေးတောင်းလိုက်တော့မယ်ဆိုပြီးကျွန်တော်ဘေးလေးတောင်းလိုက်တယ်ပေါ့နော်အဲ့အချိန်မှာဘေးလေးရောက်လာတဲ့အခါမှာဟာဒီလောက်အများကြီးမှားတာတော့မှကျွန်တော်တို့1900ပဲကြာတယ်ပေါ့နော်အဲ့တော့အရန်တန်တယ်ပေါ့နော်ကျွန်တော်တို့မှားထားတာဟင်းပွဲရပဲကျွန်တော်တို့9ပွဲလောက်ရှိတယ်ပြီးတော့ကော်103ပဲဝီစကီ2ခွက်ကလည်းပါသေးတယ်အဲ့ဒါအောင်မှကျွန်တော်တို့1900ပဲကြာရဆိုတော့တကယ်ကိုတန်ပါတယ်ပေါ့ကော်တေးလေးတောက်ပြီးချစ်သူလေးနဲ့ဒိတ်ချင်လားဘီယာဝီစကီလေးတောက်ပြီးတော့ဘော်ရိုင်းနဲ့ချေးချင်လားအရသာလည်းကောင်းဈေးလဲတန်တဲ့ဟင်းပွဲတွေနဲ့ကိုချစ်ရတဲ့သူတွေနဲ့တန်မိုးရှိရဲ့အချိန်လေးတွေကိုကုံဆုံးကျင်နေဆိုရင်တော့ Tavern 33ကိုလာခဲ့ကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ဗျာဆိုင်ဖွင့်ချိန်ကတော့ညနေ4နာရီကနေပြီးတော့မနက်4နာရီထိဖွင့်ပါတယ်ကဲစားလို့တော့လည်းပြီးပြီဆိုတော့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲခင်ဗျာဆိုတော့နောက် vlog မှာပြန်တွေ့ပါမယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ